ဒီနေ့ဘဲတစ်ကောင်အရသာ2မျိုးနဲ့စားလို့ရမယ့်ဆိုင်လေးကိုသွားစားတာလေးကိုကျွန်တော် vlog လေးတစ်ခုရိုက်ထားတာချပြမယ်နော်ဒါအရင်တော့တစ်ခါစားဖို့လေခုတစ်ခါဘဲကိုအင်ကြီးချွတ်နေတဲ့ကောင်မဟုတ်ပါဘူးဘဲကိုစားဖို့နှင်ပြီးတဲ့အသားလွှာပြီးတဲ့ကောင်မလေးကအရင်ကောင်မလေးမဟုတ်တော့ဒါနောက်ကောင်မလေးသူ့ကိုကျွန်တော်မေးရသူကဇလွန်ဘက်ကတဲ့ကျွန်တော်ဟင်းသရသားလို့တော့မိတ်ဆက်လိုက်တယ်ခုဒါသူဆိုလို့ရှိရင်ဘဲကိုအင်ကြီးချွတ်နေပြီအင်ကြီးကိုသူကအပေါ်ချွတ်တယ်ပြီးရင်ခုဘောင်းမီချွတ်တယ်ဘဲဘောင်းမီချွတ်တယ်ဘဲအင်ကြီးချွတ်တယ်ချွတ်ပြီးသွားရင်သူအဲ့ဒါလေးလွှာလေးထားမှာပြီးရင်ဒါခုဆိုလို့ရှိရင်အတောင်ပံလေးပေါ့နော်သူကဒါခြေထောက်ကလေးကိုလှီးတာအလုံးဝအသားလေးတွေပပလေးတွေစီလွှာတာအရေခွန်လေးတွေကိုတီးတန့်ပြီးအချက်ကလေးတွေထားမှာလက်ကကျွန်တော်ပထမတနခါးလေးလိမ့်တော့သူ့အညာသူလားလို့ပြီးတော့သူအညာသူမဟုတ်ဘူးတဲ့ဇလွန်ပါတဲ့ဇလွန်ဆိုကျွန်တော်တို့ဘက်ကဆိုကျွန်တော်တော့မှသူမိတ်ဆက်စကားတွေပြောလိုက်သေးတယ်သူ့ကိုကျွန်တော်ဗီဒီယိုရိုက်မယ်ဆိုပြီးခွင့်တောင်းတော့ရိုက်လို့ရတယ်မျက်နှာပါလို့ရတယ်တဲ့ကျွန်တော် YouTube channel မှာတင်ပါနော်လို့ဆိုရပါတယ်တဲ့အခုဒါအရေပြားလေးတွေပေါ်လှီးတာဘဲမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့အရေကုန်ပေါ့နော်စားလိုက်လို့ရင်အစီလေးတွေနဲ့အီးနေတာအပြီးနာစပွဲရိုးလေးတွေချောလေးတွေအားလုံးလှီးပြီးတော့လာချပေးတာဒါကပေါင်မုတ်ကလေးနဲ့ညှက်စားတာပေါ့နော်ဒါဂျုံပြားလေးပလာတာလို့အဲ့ဒါလေးကိုယူပြီးသွားရင်ပကံလေးကိုတော့တူလေးနဲ့ယူတယ်ပြီးတော့လက်ကလေးနဲ့ဖြန်းတာပေါ့နော်လက်ကတော့ခုန toilet ထဲသွားတော့ဆေးလာခဲ့တယ်ပြီးရင်အမှကြက်သွန်မိတ်တွေတခွားသီးလှီထားတာလေးထည့်မယ်တရားကဒီဘက်ဘေးကဘဲအယိုးအကျွတ်ကြော်တာခုနကတော့အသားလေးတွေကိုရေကုန်လေးတွေကိုထည့်ပြီးကျွန်တော်လိမ့်မယ်လိမ့်ပြီးတော့တကိုက်ထဲပဲတက်လုပ်တယ်ပဲဝါစားပါအောင်ဝါဟုတ်တယ်ဗျာစားလို့ကောင်းတယ်နောက်ကြုံလို့ရှိရင်ဒီဆိုင်ကိုလာစားကြည့်နေကန်တော်ကြီးတွေကစားဘူးတဲ့လူတွေသိမှာအလုံးပဲတက်တာเนาะနောက်မှပြန်တွေ့မယ်